မိမယောက်ဟာနှစ်စဉ်လင်းယောက်ျားတစ်ယောက်စီကိုတက်ဖြတ်ယုံနဲ့စီးစိမ်ဥစ္စာတွေပြည့်စုံကြွယ်ဝလာနိုင်ပါတယ်။သူမရဲ့ပထမဆုံးလင်းယောက်ျားဟာအသက်အရွယ်ကြီးရင်ပြီးသူမရဲ့အဖေရွယ်လောက်ရှိတော့လဲဒါဟာစစ်မှန်တဲ့အချစ်ဖြစ်တယ်လို့သူမကခိုင်ခိုင်မာမာဆိုခဲ့ပါတယ်။နေ့စဉ်လင်းယောက်ျားဖြစ်သူကိုရင်းနှီးကြမ်းကပ်ပြီးအိတ်ဆေးတွေခက်ယုံတင်မကပဲအစိတ်အနဲ့ပါထိုးနှက်ခဲ့တာကြောင့်လင်းယောက်ျားဖြစ်သူရဲ့မျက်စိနှစ်ကွင်းလုံးကွယ်သွားခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့သူမဟာမျက်စိကွယ်နေတဲ့လင်းယောက်ျားကိုခေါ်ဆောင်ပြီးတောင်တက်ခဲ့ကတောင်ထက်ရောက်တဲ့အခါတပ်ပုံရိုက်မယ်လို့အကြောင်းပြပြီးမျက်စိမမြင်ရတဲ့လင်းယောက်ျားကိုခြောက်ထဲတွန်းချခဲ့ပါတော့တယ်။ဒါပေမဲ့သူမရဲ့ရိုးသားဖြူစင်ပုံရတဲ့ရုပ်ရည်အပြင်မူလာတန်းပြဆရာမဆိုတဲ့ဂုဏ်ပုတ်ကြောင့်ရဲတပ်ဖွဲ့ကသူမရဲ့စကားကိုဘာမှမတင်ကာပဲယုံကြည်သွားခဲ့ပါတယ်။ဒီလိုနဲ့သူမဟာအာမခံကြေးငွေတန်းပေါင်းများစွာကိုအလွယ်တကူရရှိသွားခဲ့ပါတယ်။ဒါပေမဲ့အတုံးဖြုံးကြီးပြီးလောပရမတ်ထူပြောတဲ့သူမဟာအဲ့ဒီပတ်စံတွေကိုခဏချင်းအတွင်းဖြုံးပြီးပစ်ခဲ့တာကြောင့်ကလေးတစ်ယောက်အမိဖြစ်တဲ့မူဆိုးဖို့ဒုတိယလင်းယောက်ျားနဲ့ထပ်မံအိမ်အောင်ပြုခဲ့ပြန်ပါတယ်။သူမဟာကားရဲ့ထိုင်ကုန်ခါပတ်မှာကော်ပြင်းစားတွေတုပ်လိမ့်ထားပြီးလင်းယောက်ျားဖြစ်သူအမူးလုံပြီးသတိမိနေချိန်မှာကားနောက်ခန်းထိုင်ကုန်မှာကတ်ထားလိုက်ပါတယ်။ကလေးဖြစ်သူကကော်နန့်တွေကိုအနံ့ခံမိတဲ့အခါမှာတော့မိမဖြစ်သူကဒါဟာဖေဖေရက်တောက်ထားတဲ့အနံ့ဆိုးကြီးဖြစ်တယ်လို့လိန်ညာပြီးကားခေါင်မှုပြတင်းပေါက်ဖွင့်ထားလိုက်ရင်အဆင်ပြေသွားလိမ့်မယ်လို့ဆိုခဲ့ပါတယ်။ကားလေးတောင်ပတ်လမ်းတစ်ခုစီအရောက်မှာတော့မိမဖြစ်သူဟာကားကိုရုတ်တရက်အတင်းကွေ့ချလိုက်တာကြောင့်ကားဟာနှက်ဆိုင်လာတဲ့ရေကန်ထဲကိုထိုးကျသွားပါတော့တယ်။ကံကောင်းထောက်မစွာနဲ့လူတွေအားလုံးဘာမှမဖြစ်ပဲလွတ်မြောက်ခဲ့ကြပါတယ်။သူမဟာကားခေါင်မှုပြတင်းပေါက်ကနေအပြင်ကိုထွက်လာပြီးကလေးကိုပါဆွဲထုတ်ကဲတင်ပေးခဲ့ပါတယ်။ကလေးကိုကုန်းပေါ်စီဘေးကင်းအောင်ပို့ဆောင်ပေးပြီးတဲ့နောက်မှာတော့လင်းယောက်ျားဖြစ်သူကိုကဲတင်ဖို့ရေထဲပြန်ငုပ်သွားတဲ့ပုံစံဟန်ဆောင်ခဲ့ပါတယ်။တကယ်တော့သူမဟာစိတ်မချတာကြောင့်ပြန်သွားကြည့်တာဖြစ်ပြီးလင်းယောက်ျားဖြစ်သူလုံးဝအသက်မသက်တာတော့တာတေချာမှပဲကုန်းပေါ်ကိုစိတ်အေးလက်အေးပြန်တက်လာခဲ့ပါတော့တယ်။ဇလန်းအစမှာတင်ဒီမိမရဲ့လုပ်ရက်တွေကတုံ့လို့စရာကောင်းနေပါပြီ။ဒီလိုနဲ့ရုပ်ရှင်ဆန်လာတဲ့တရုတ်ဆောင်ချက်တွေကြောင့်မိမဖြစ်သူဟာနောက်ထပ်တစ်ချိန်အာမခံကြေးအမြောက်များကိုရရှိသွားခဲ့ပြန်ပါတယ်။ဒါပေမဲ့လင်းယောက်ျားဖြစ်သူရဲ့ဇာပနာတော်မပြီးသေးခင်မှာပဲသူမဟာတခြားအမျိုးသားတစ်ယောက်နဲ့ထပ်မံပတ်သက်နေပြီးကွယ်လွန်သူလင်းယောက်ျားရဲ့တပ်ပုံရှိမှတင်အဆက်အလက်မရှိဖက်လဲတကင်းလုပ်နေခဲ့ပါတယ်။ဒီမြင်ကွင်းကိုရောက်ခမဖြစ်သူကအမှတ်မထင်မြင်တွေ့သွားခဲ့ပါတယ်။ရောက်ခမဖြစ်သူဟာမိမိသားဖြစ်သူတေဆုံးရတာဟာမတော်တဆမှုမဟုတ်နိုင်ဘူးဆိုတာချက်ချင်းရိပ်မိသွားပြီးသူမစီပြေးသွားကအတင်းဆဲဆိုရိုက်နှက်ပါတော့တယ်။ဒါပေမဲ့မိမဖြစ်သူကတော့ပြန်မချပဲကလေးကိုပွေးဖက်ကမျက်ရည်ဆက်လက်နဲ့ငိုယိုနေတာကြောင့်ရောက်ခမဖြစ်သူကပဲအတိတ်ပဲမရှိပြဿနာရှာနေတဲ့လူဆိုးကြီးဖြစ်သွားရပါတယ်။ဇာပနာပြီးတဲ့နောက်မှာတော့မိမဖြစ်သူကရောက်ခမကိုတရားရုံးမှာပြန်လဲတရားစွဲဆိုခဲ့ပြီးမိထွေးတယောက်အနေနဲ့ကလေးကိုဆက်လက်ပြုစုစောင့်ရှောက်ခွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါဟာရောက်ခမဖြစ်သူကိုအကြီးအကျယ်ဒေါသထွက်စေခဲ့ပြီးတရားရုံးပေါ်မှာတင်အော်ဟစ်ဆဲဆိုပါတော့တယ်။နင်းငါသားကိုတက်ပြီးအာမခံကြေးတွေယူခဲ့တာငါသားနဲ့မတွေ့ခင်ကနင်းနဲ့တွဲခဲ့တဲ့ယောက်ျားလဲရုတ်တရက်တည်သွားလို့နင်းတိုက်ခန်းရသွားတာမဟုတ်လားနင်းမဲငါသားကိုတက်တာနင်းကလူတက်သမားပဲစုံထောက်ဖြစ်သူဟာလူတက်သမားဆိုတဲ့စကားလုံးကိုကြားလိုက်ရတဲ့အခါမျက်လုံးတွေဝင်းလက်သွားပြီးရောက်ခမဖြစ်သူပြောတာအမှန်ဆိုရင်ဒီမိမဟာတကယ်ကိုရက်စက်ရုံမာတဲ့မိစ္ဆာတစ်ယောက်ပဲဖြစ်ရမယ်လို့တွေးမိသွားပါတယ်။ဒါကြောင့်နောက်တနေ့မှာတော့စုံထောက်ဟာမိမဖြစ်သူအလုပ်လုပ်တဲ့ကျောင်းစီတွားရောက်စုံစမ်းပါတော့တယ်။မိမဖြစ်သူကစုံထောက်ကိုငိုယိုပြီးသူမဟာကလေးတွေကိုတိတ်ချစ်တာကြောင့်မူလာတန်းပြဆရာမလုပ်တာဖြစ်ကြောင်းအခုတော့လင်းယောက်ျားလဲမတော်တဆတေဆုံးသွားခဲ့ပြီးမှသူမမှာကလေးကိုပြုစုစောင့်ရှောက်ဖို့တာဝန်ရှိကြောင်းရင်ဖွင့်ခဲ့ပါတယ်။ဒါပေမဲ့စုံထောက်ကတော့သူမရဲ့ဟန်ဆောင်မျက်ရည်တွေကိုတလုံးမှမယုံကြည်ခဲ့ပါဘူး။တကယ်တော့သူမနဲ့မတွေ့ဆုံခင်ကတည်းကစုံထောက်ဟာရောက်ခမဖြစ်သူရဲ့အိမ်စီတွားရောက်ပြီးအခြေအနေတွေကိုစုံစမ်းခဲ့ပြီးသားဖြစ်ပါတယ်။အဲ့ဒီအိမ်မှာပဲသူဟာကလေးလေးဆွဲထားတဲ့ပကြီကားတွေကိုအမှတ်မထင်တွေ့ရှိခဲ့ပါတယ်။ပကြီကားတစ်ချက်ထဲမှာမိမတစ်ယောက်ကခေါင်းအုံးနဲ့ကလေးကိုဖိတက်ဖို့ကြိုးစားနေတဲ့ပုံဖြစ်ပြီးနောက်တစ်ချက်မှာတော့မိမတစ်ယောက်နဲ့ကလေးတစ်ယောက်ရေဆက်မှာရက်နေကကားတစ်စီးရေထဲနစ်မြုပ်သွားတာကိုဒီအတိုင်းကြည့်နေတဲ့ပုံဖြစ်နေပါတယ်။စုံထောက်ရဲ့နှစ်သိမ့်အားပေးမှုကြောင့်ကလေးငယ်လေးဟာနောက်ဆုံးမှာတော့ဖြစ်ပျက်ခဲ့သမျှအမှန်တရားတွေကိုဖွင့်ဟပြောပြခဲ့ပါတော့တယ်။ကလေးရဲ့ပြောစကားတွေကိုတက်တဲ့အဖြစ်တိုက်ရိုက်တုံးချလို့မရနိုင်သေးပေမဲ့စုံထောက်မှာတော့ဒီမိမစီကနေအမှန်တရားတွေထွက်လာအောင်လုပ်နိုင်မဲ့နည်းလမ်းတွေရှိနေပါတယ်။အခြားတစ်ဖက်မှာတော့မိမဖြစ်သူဟာကလေးကိုသူမလက်ထဲရအောင်ဘယ်လိုလူယူရမလဲဆိုတာလှုပ်ဝက်ကြံစီနေစေဖြစ်ပါတယ်။ကလေးရဲ့အုပ်ထင်းခွင့်ကိုသူမရရှိမှသာနောက်ထပ်တစ်ကြိမ်ကွက်ချပြီးကလေးကိုပါမတော်တဆမှုနဲ့အသက်ပြောက်အောင်လုပ်ကအာမခံကြေးတွေကိုထပ်မံထုတ်ယူနိုင်မှာဖြစ်လို့ပါပဲ။